ဒါကတော့ကျွန်တော်တို့တင်မောမှာရှိတဲ့ rubber provision chamber အသားကန်၅ကန်နေပေါ့နော်ကျွန်တော်တင်မောမှာစားဖို့အတွက်ရိတ်ခါတွေဒီမပစ္စည်းအောင်ထားတဲ့အခန်းတွေဖြစ်ပါတယ်ဒါဆိုရင် fish room ၅ကန်ပေါ့နော်နောက်တစ်ခုကကျတော့ vegetable room ဒါကအသီးရွက်ခန်းနောက်တစ်ခုကကျတော့ meat room အသားတွေထားတဲ့နေရာပေါ့နော်ဒါဆိုရင်အသားတွေ3လစာ2လစာစသဖြင့်အသားတွေကိုမပစ္စည်းအောင်လို့ဒီခန်းထဲမှာအေးပေးပြီးတော့ထားတာဖြစ်ပါတယ်ဒါဆိုရင်တော့ fish room ပေါ့နော်လောလောဆယ်တော့ငါးတွေကုန်နေတယ်ပေါ့နော်အဲ့တော့ဒီခန်းတွေကိုဒီ temperature တစ်ခုနဲ့ပေါ့နော်အသားတွေငါးတွေကိုမပစ္စည်းအောင်ထားဖို့အတွက်ဆိုလို့ရှိရင် temperature setting လိုအပ်ရင်လိုအပ်တဲ့လိုတွေချိန်ပေးရပါတယ်အဲ့တော့ဒီ temperature setting ချိန်ကြီးကိုကျွန်တော်ဒီနေ့ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာtemperature setting ချိန်ကြီးကိုပြပေးမှာဖြစ်ပါတယ်အဲ့တော့ဒီမီရုံဒါမီရုံဒါ fish room အဲ့တော့မီရုံကိုထားမယ်ဆိုလို့ရှိရင် setting ဘယ်လိုချိန်မလဲဆိုတော့ setting ဆိုတဲ့ဟာကိုတစ်ချက်နှိပ်ပဲဒါဆိုရင် C ပေါ့နော် C ဆိုတာ cooling ကိုပြောတာနောက်တစ်ခုနှိပ်လိုက်လို့ရှိရင် heating ဖြစ်သွားလိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့လိုချင်တာ cooling ပေါ့နော် cooling ဆိုတော့ကိစ္စမရှိဘူးနောက်တစ်ခုကကြတော့ဒီ setting ကိုတောင်းတစ်ချက်ထပ်နေမယ်ဒါဆို off ဘယ်ချိန်မှာ off မှာလဲပေါ့နော်16မှာ off မယ်တဲ့ကျွန်တော်က16မှာမ off ချင်ဘူးဟိုက19မှာထားချင်တာဆိုတော့ဒီကနန်းလေးကို short ပေးမယ်ဒါဆို19မှာဆိုလို့ရှိရင်ရပြီသူကဒီကောင်ကကြတော့ဒီ set ဘယ်ချိန်ပြန်လဲမလဲဆိုတာကိုကြည့်မယ်ဆိုရင်ဒီကောင်နဲ့ပြန်ကြည့်ဒီကောင် setting ကိုတစ်ချိန်ထပ်နေမယ်ဒါဆို on ပေါ့နော် on က15သူက4 degree centigrade အမြဲတမ်း differential ကိုသူက auto change ပေးတယ်ပေါ့နော်ကျွန်တော်တို့ကစက်ကိုဘယ်အချိန်မှာ off မှာလဲဆိုတဲ့အချိန်ထားပေးလိုက်လို့ရှိရင်သူက on တဲ့အချိန်ကို4 degree ကိုချပြီးတော့မှ auto သူက setting ကို adjust လုပ်ပေးတာဖြစ်ပါတယ်ဒါ on ဆိုရင်15မှာ on မယ် off ကကြတော့အနှုတ်19မှာ off မယ်ပေါ့နော်ဒါ setting လေးတစ်ချက်ကြည့်ပြီးတော့သွားလို့ရတယ်ဒါဆိုရင် cooling ဒါဆိုရင် off ကအနှုတ်19 on ကအနှုတ်15ဒါဆိုအဆင်ပြေသွားပြီဆိုလို့ရှိရင် enter လေးတစ်ချက်နှိပ်လိုက်မယ်ဒါဆိုပြသွားပြီဒါဆိုရင်ဒါလက်ရှိပြနေတဲ့ temperature ပေါ့နော်လက်ရှိရှိနေတဲ့ temperature ကိုပြနေတာဖြစ်ပါတယ်ဒါမီရုံ fish room ကိုလည်းကျွန်တော်ချိန်ပြမယ် fish room ကိုချိန်မယ်ဆိုလည်းဒီတိုင်းပါပဲ setting ကိုနှိပ်မယ် cooling ဖြစ်သွားပြီနောက်တစ်ချက်နှိပ်မယ်ဒါဆို off ပေါ့နော်ကြည့်မယ်နော် auto ပြောင်းလားမပြောင်းလားကျွန်တော်ကြည့်မယ်ဒါ on ကိုကျွန်တော်တို့တစ်ချက်ကြည့် on ကအနှုတ်73ဖြစ်နေတယ်အဲ့တော့ကျွန်တော်တို့ off ကိုပြောင်းလိုက်ခြင်းအပြင် on time ဒီ set ပြန်လဲမဲ့အချိန်ကလည်း auto ပြောင်းသွားမှာဖြစ်ပါတယ်အဲ့ setting ကိုတစ်ချက်ပြန်နှိပ်မယ် off ချိန်ကိုကျွန်တော်ချိန်မယ်နော်19ချိန်မယ်19ထားလိုက်ပြီ19ထားပြီးတော့ကျွန်တော်တို့ on အချိန်ကတော့သူ့လိုလိုပြောင်းသွားလာလို့ကြည့်မယ်15ဖြစ်သွားပြီခုနက73အခု15ဖြစ်သွားပြီအနှုတ်15မှာဆက်ပြန်လဲမယ်ဒီဆက်ပြရမယ့်အချိန်ကအနှုတ်19ဆိုရင်10ရမှာဖြစ်ပါတယ်ပြီးလို့ရှိရင်အားလုံးအဆင်ပြေပြီဆိုရင် enter တစ်ချက်နှိပ်လိုက်ပါအုပ် on နဲ့ဆိုရဲဆိုတာ provision စလဲနေတာကိုပြောတာဖြစ်ပါတယ်ဒါ provision plan သူ့အတွက်လဲနေတယ်သူ့အတွက်ကရထားသေးတယ်သူ့အတွက်လည်းရထားသေးတယ်အဲ့တော့ vegetable ရော setting ဘယ်လောက်ချိန်ထားလဲဆိုတော့ကျွန်တော်တို့တစ်ချက်ကြည့်မယ် off က3 degree centigrade okay ဒါပြင်မလို့ဒါကောင်းနေတယ်ဒီကောင်ကိုကျွန်တော်ပြန်ကြည့်မယ် off ကဘယ်လောက်မှထားလဲ19မှာထားတာ okay နောက်တစ်ခုကကြတော့ဒီကောင် off မှာနှုတ်19မှာထားတယ် okay အားလုံးပြီးသွားပြီဆိုရင် enter လေးတစ်ချက်နှိပ်လိုက်တာနဲ့ပြန်ထွက်သွားတာဖြစ်ပါတယ်ဒါတော့ဒီ provision refer provision ချိန်ပါရဲ့ temperature setting ကိုချိန်တဲ့ချိန်လေးဖြစ်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်